ပရိသတ်တွေကိုလက်မှတ်ဖို့ပြန်အမ်းပေးသွားမယ့်လူဘူးကစားသမားများအားလုံးပဲမင်္ဂလာပါဒီတစ်ပတ်တမ်ပလာပွဲစဉ်မှာဆိုရင်တော့လူဘူးတို့ကနော်ဝေးကလပ်တစ်ခုဖြစ်တဲ့ဘိုဒိုကလင်းကိုအဝေးပွဲမှာတွားရောက်ရင်ဆိုင်ခဲ့ရပြီးတော့ရှုံးပွဲတွေကြုံတွေ့လာခဲ့ပါတယ်လူဘူးတို့အတွက်မရှုံးသင့်တဲ့ပွဲစဉ်တစ်ပွဲကိုရှုံးနေခဲ့ရတယ်လို့ပြောလို့ရပြီးတော့ရလက်ကလည်းပြတ်သားတဲ့ရလက်တစ်ခုဖြစ်နေပါတယ်ပထမပိုင်းမှာကတည်းကလူဘူးတို့လည်းဘိုဒိုကလင်းကိုနှစ်ကိုးပြည့်အရေးနေခဲ့ရတာပါဒုတိယပိုင်းအစမှာလည်းနောက်ထပ်တစ်ကူကခွင့်ပြုပေးလိုက်ရပြီးတော့ချစ်ပါကိုတစ်ခုပဲပြန်သွင်းပေးနိုင်ခဲ့ပါတယ်ဒါပေမဲ့ရိုဒီတယောက်နဝါသနီနဲ့ထုတ်ပယ်ခံလိုက်ရတာကြောင့်လူဘူးတို့လည်းပြန်လာနိုင်မှုကအနည်းငယ်ခက်ခဲသွားခဲ့ပါတယ်။ပွဲပြီးဆုံးတဲ့အချိန်မှာနိုဘူးတို့လည်းဘဒိုကလင်းတင်ကို3ခုတကူဆိုတဲ့ရလတ်နဲ့အရေးနှိမ်သွားခဲ့ရပါတယ်။ဝေးကွင်းဖြစ်တယ်ဆိုပေမဲ့နိုဘူးတို့ပွဲထွက်လာတဲ့လူစင်းအင်အားအရာမရှုံးတဲ့ပွဲလို့ပြောရမှာပါ။ဒီရှုံးပွဲကြောင့်ပဲနိုဘူးတို့ကဒမ်ဘလာအမှတ်ပေးစရာမှာတော့အဆင့်7နေရာထိဆင်းပေးလိုက်ရပါပြီ။အကြောင်းရှုံးတက်16တင်းစင်ကိုတိုက်ရိုက်တက်နိုင်ဖို့အတွက်နောက်ဆုံးပွဲစဉ်ကအရေးကြီးလာခဲ့ပါတယ်။လူဘူးတို့ကဒမ်ဘလာနောက်ဆုံးပွဲစဉ်မှာဂလာတာစရေးကိုမဖြစ်မနေနိုင်ကန်ရတော့မှာဖြစ်ပြီးတော့အခြားအသင်းတွေရဲ့ရလတ်တွေကိုပါစောင့်ကြည့်ရတော့မှာပါ။လူဘူးတို့ကတော့နော်ဝေးမှာရှုံးနေခဲ့ရတဲ့အတွက်အသင်းပရိသတ်တွေကိုတစ်ခုခုပြန်လုပ်ပေးဖို့စီစဉ်နေပါတယ်။အဲ့ဒါကတော့အသင်းကောင်းဆောင်တွေစုပြီးတော့အဝေးကွင်းကိုလိုက်ပါအားပေးခဲ့ကြတဲ့ပရိသတ်တွေအတွက်လက်မှတ်ဖို့ပြန်အမ်းပေးသွားမှာဖြစ်ပါတယ်။နော်ဝေးရာသီဥတုလဲကြမ်းတမ်းတယ်လို့တွားရတဲ့ခရီးလဲဝေးပေမဲ့အဲ့ဒီနေ့ပွဲကိုနော်ဘူးတို့ပရိသတ်300ကျော်အထိလိုက်ပါအားပေးခဲ့ကြပါတယ်။လက်ရှိနိုဘူးတို့ရဲ့အသင်းကောင်းဆောင်တွေဖြစ်တဲ့ရိုဒရီဘနာဒိုဆေဗာဟာလန်နဲ့ရူဘင်ဒီယက်စ်တို့ကအဝေးကွင်းကိုလိုက်ပါအားပေးခဲ့တဲ့ပရိသတ်တွေအတွက်လက်မှတ်ဖို့ပေါင်1000ကိုပြန်အမ်းပေးဖို့စီစဉ်လာခဲ့ပါတယ်။အတိအကျဆိုရင်တော့ဘိုဒိုနဲ့ဝေးကွင်းကိုလိုက်ပါအားပေးခဲ့တဲ့နိုဘူးပရိသတ်384ယောက်ထိရှိပြီးတော့တယောက်ကိုလက်မှတ်က25ပေါင်ကြီးကျတင်ခဲ့ပါတယ်။နိုဘူးတို့ရဲ့အသင်းကောင်းဆောင်အဖွဲ့ကပရိသတ်ကကျွန်တော်တို့ရဲ့အရေးကြီးပါတယ်။သူတို့ကအေးတန်ကိုအန်တုပြီးတော့ဝေးကွင်းကိုလိုက်ပါအားပေးခဲ့ကြတာပါ။အဲကြောင့်ကျွန်တော်တို့ပြန်လုပ်ပေးနိုင်တဲ့လောက်လက်မှတ်ဖို့ပြန်အမ်းပေးမှုစီစဉ်လိုက်ပါတယ်ဆိုပြီးတော့ပြောကြလာခဲ့ပါတယ်။လက်ရှိမှာနိုဘူးတို့ရလက်ပိုင်းကျဆင်းနေခဲ့ရပြီးတော့ဒါပြီးရှုံးပွဲအပြီးမှာဒန်ဖလာမှာပါထပ်မံရှုံးနေခဲ့ပါတယ်။ဒီလိုဖြစ်လာရတာကပွဲပတ်မှုဒဏ်နေနဲ့ရောသက်ဆိုင်မလားဆိုတာပြောစရာတော့ရှိနေပါတယ်။နိုဘူးတို့ကဖလားပွဲတွေလည်းကန်နေရသေးတယ်လို့ပရီးမီးယားလိမှာလည်းစီမံတို့ကိုဖိအားပေးနိုင်မှုကြိုးစားရပါတယ်။ဒီအချိန်တွေကိုဆရာပတ်တယောက်ဘယ်လိုဖြေရှင်းသွားမလဲဆိုတာစောင့်ကြည့်သွားမှာဖြစ်ပါတယ်။စောင့်နေကြည့်ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။